အခုကျွန်တော်ဆိုပြမယ့်တခြင်းလေးကတော့အရှောလေးလက်စတနေပေါ့နော်တခြင်းလေးကိုကျွန်တော်ဆိုပြပါမယ်ဒီခံပြီးတော့မထောင်ပေးကြပါအောင်တရားချင်းများကငါရဲ့နဲ့ဆိုနေပြီပဲအတိုင်းစားမရှိပဲချစ်ခဲ့မိလို့ထင်ပါတယ်ဒီဘဝတော့ငါခိုးပြီးလွမ်းမဲ့သူပေါ့အရှိကြီးတော့အချောင်းပဲအိုင်ဆိုင်ပေါ့ကိုမတမြတွေအကုန်ခံပြီးအရာရာတိကပြတ်စားခြင်းနဲ့ပြောခဲ့ပြီမယ်တန်ရောစင်ရှိပါတယ်နှလုံးသားကလည်းခံနိုင်ဘူးတဲ့ကိုအသေးလေးကွယ်ပြီပဲဒါတော့အကျန်းလေးဆိုပြတာပေါ့ကျေးဇူးပါ